စပွန်ဆာသစ်စီကဝစ်စုံမရသေးလို့တိုင်ပတ်နေတဲ့မြန်မာအသင်းမြန်မာလူယူစဉ်ဘောလုံးသင်းတွေကို VNL နဲ့ဂျပန်ဖက်ဆက်ကုမ္ပဏီဂျိုကာပိုလာကစပွန်ဆာပေးပြီးနောက်မှာဝစ်စုံတွေချိန်ပြီးမရပဲပြိုင်ပွဲဝင်ကန်ဒီမှာဖုတ်ပူမိတိုက်စီစဉ်နေရတယ်လို့သိရပါတယ်။ရှစ်နှစ်ကျော်လက်တွဲလာခဲ့တဲ့ထိုင်းကုမ္ပဏီ Waris နဲ့လက်တွဲဖြုတ်ခဲ့ပြီးနောက်မှာဂျိုကာပိုဘာ brand နဲ့လက်တွဲလိုက်ကြောင်းကို MFF ကတရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့လည်းဝစ်စုံစပွန်ဆာသစ်နဲ့လက်တွဲကြောင်းတရားဝင်သတင်းထုတ်ပြန်ပြီးနောက်မှာတရားဝင်စာချုပ်ချုပ်ဆိုနိုင်ခြင်းမရှိသေးပဲဝစ်စုံအတွက်တီးခြားဒီဇိုင်းသစ်လည်းရရှိခြင်းမရှိသေးပါဘူး။ဂျိုကာပိုလာဝစ်စုံကိုပထမဆုံးမြန်မာမျိုးသမီးဖူဆယ်တင်ကဝစ်ဆင်ခဲ့ပြီးနောက်နီပေါ်ဖိတ်ခေါ်ပြိုင်ပွဲမှာချန်ပီယံဖြစ်ခဲ့တဲ့မြန်မာမျိုးသမီးတင်လည်းဝစ်ဆင်ခဲ့ပါတယ်။ဒါပေမဲ့လည်းလုံလောက်တဲ့ပတ်မိုးမှုမရှိခဲ့ပဲနီပေါ်နဲ့ဘိုးလူပွဲပြီးစုပေးပွဲအခမ်းအနားမှာTrust ဝစ်စုံမပါခဲ့လို့ချမ်းအေးတဲ့တံကိုအန်တုပြီးစုတက်ယူခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။အခုလည်းမြန်မာလူရေးစဉ်တင်အာဖဂန်နစ္စတန်နဲ့ကစားရမယ့်အာရှဖလားခြေစစ်ပွဲအတွက်လေ့ကျင့်ပြင်ဆင်ရမှာဂျိုကာပိုလာတစိပ်ပါဝစ်စုံတွေကိုဝစ်ဆင်ခွင့်မရပဲလေ့ကျင့်ရင်ဝစ်စုံအဟောင်းတွေနဲ့ပဲလေ့ကျင့်နေရတယ်လို့သတင်းတွေကြားရပါတယ်။မြန်မာအသင်းရဲ့အနေထားကဝစ်စုံစပွန်ဆာရပြီးမှမိုးရပဲကျုံတလို့ဝစ်စားတွေနဲ့လေ့ကျင့်နေရတာစီမံခန့်ခွဲမှုအားနည်းချက်ကိုပြသရောက်ပါတယ်။ဝစ်စုံတင်တဲ့မြန်မာအသင်းကိုမြင်တွေ့ခွင့်ရဖို့ပြည်သက်တွေကမျှော်လင့်နေကြပေမဲ့ဘယ်တော့မှမြင်ရမလဲဆိုတာကတော့မရေမရာဖြစ်နေတယ်လို့ဆိုရပါပါ။